လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်းလေးမြတ်စွာဘုရားသခင်ကိုရောမြတ်ပင်စဝဂီတွေကစပြီးအမှန်တရားကိုနားလည်အောင်ကြိုးကြိုးစားစားနဲ့ရှင်းလင်းပြီးဆုံးမဩဝါဒပေးလိုက်တဲ့အခါတယုတ်တည်နားဆိုင်ထောင်ကြတဲ့ပင်စဝဂီယဟန်တို့ယတတထေသာတို့ယတတထေသာရဲ့တငယ်ချင်း၄ယောက်တို့ပြင်နယ်မှာရှိကြတဲ့သူ့ရဲ့တငယ်ချင်း50ဒီပုဂ္ဂိုလ်တွေဟာထူးခြားတဲ့အသိဉာဏ်တွေရပြီးတော့သာသနာပေါင်းဝင်ရောက်ခဲ့ကြတယ်ဘုရားမြတ်စွာရဲ့တပိတာဝကအဖြစ်ရှေးဥစွာခံယူကြတဲ့ပုဂ္ဂိုလ်တွေဟာအရေးအတွက်အားဖြင့်60ကဏ္ဍ60ပဲရောက်လာခဲ့ပြီဣတိပတ္တနမိဂရာဝံတော်မှာပဲမြတ်စွာဘုရားဟာကြိုးကြိုးစားစားနဲ့အမှန်တရားကိုနားလည်အောင်ရှင်းလင်းခဲ့ရှင်းလင်းဟောပြခဲ့တယ်လွယ်လွယ်ကူကူနဲ့ရှင်းလင်းပြရတာမဟုတ်ဘူးပိဿဝဂီတွေဆိုနားလည်အောင်အချိန်ယူပြီးတော့မှမြတ်စွာဘုရားဟောပြအဲ့လိုဟောပြတဲ့တရားတွေကိုတယုတ်တည်နာခံမှတ်သားကြသည့်အတွက်ထူးခြားတဲ့အသိဉာဏ်လို့ဆိုတဲ့ဓမ္မစက္ခုကိုရရှိကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့နေရာမှာ eye for ဓမ္မဓမ္မနဲ့ပတ်သက်လာတဲ့မျက်စိဆိုတာဘယ်ပုံဖြစ်လာတာတော့လို့ဆိုယံကိဉ္စိသမုဒယဓမ္မံတပ္ပန္တံនិရောဓဓမ္မံဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှဟာချုပ်ဆုံးကွယ်ပြောက်ခြင်းသဘောရှိတယ်ဆိုတဲ့အသိဉာဏ်ရသွားတာအဲ့ဒီရဲ့အသိဉာဏ်ရဲ့တန်ဖိုးကအင်တမကြီးမားတယ်အမှန်တရားကိုသိရှိနားလည်သွားတာဟာဖြစ်လာတာမှန်သမျှဟာနောက်ဆုံးမှာပျက်စီးခြင်းမှာပဲအဆုံးသတ်တယ်လို့ဒီအတိတရားရလိုက်တဲ့ဖြင့်တွေ့တာမှုတွေကိုလျှော့ချနိုင်ပြီးနောက်ဆုံးမှာရှင်တွေကပူလောင်တဲ့တောကတွေကိုကျော်လွှားနိုင်ကြလို့ဟရိယတတန်တိလို့ခေါ်တဲ့စိတ်နှလုံးရဲ့အေးချမ်းမှုကိုရရှိခံစားသွားကြရတယ်တရားဝါတွေရဲ့ပူလောင်နေတဲ့စိတ်နှလုံးကိုမြတ်စွာဘုရားဟာအေးချမ်းတဲ့အမတန်အေးချမ်းစေနိုင်တဲ့ဓမ္မရေစဉ်ဖြင့်ဆွဖြန်းပေးလိုက်သည့်အတွက်ကြောင့်အပူပင်ကင်းပြီးတော့သွားကြယတတထေသာတို့ဆိုတာအမတန်မှချမ်းသာပေမဲ့လို့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးဒါကြောင့်မြတ်စွာဘုရားရဲ့တရားရေစဉ်နဲ့စိတ်နှလုံးအေးချမ်းမှုသာဝရအငြိမ့်တက်ကိုရရှိသွားတယ်သူ့ကိုအားကျပြီးတော့တကယ်ဒိဋ္ဌံတထေသားတွေဟာလေသာသနာပေါ်နေမှနေကြတဲ့ယတရဲ့90ဟာလေခြေစုံပြစ်ရင်ပေးပြီးအပေါင်းကိုဝင်ရောက်ခဲ့ကြတယ်ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုဘုရားမြတ်စွာဟာသူတို့နဲ့လိုက်အောင်တရားဓမ္မကိုရှင်းလင်းဟောပြသည့်အတွက်ကြောင့်အလုံးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြတယ်လို့ယဟန္တာအပါး60လောကမှာပေါ်ထွန်းလာတဲ့အခါမှာဘုရားမြတ်စွာကယဟန်တို့ကြော့ခွင်းအလုံးကတင်တို့လည်းလွတ်ပြီငါလည်းလွတ်ပြီငါလွတ်တယ်လို့တင်တို့လည်းလွတ်ပြီအလုံးတို့နှောင်ဂျိုးတွေကနေပြီးတော့လွတ်မြောက်လို့တကယ်ကိုလွတ်လပ်မှုအရသာကိုတို့တွေရရှိခံစားကြရပြီလို့ဒီလိုမိန့်ရှိပြီးတော့ဘုရားမြတ်စွာဟာဗာရဏသီအနီးကဣတိပတ္တနမိဂရာဝံတော်မှာဖျားဖြစ်ပြီးပထမဆုံးဝါဆိုတော်မူခဲ့ပါတယ်အဲ့ဒီဝါရင်းကာလမှာလဲ
လာရောက်ကြသမျှတရားဝါတွေကိုတရားဓမ္မဟောပြောလို့အလုံးလူသားတွေသူတို့အဆင့်အတန်းအလိုက်လက်ပြေလမ်းခရီးနိဗ္ဗာန်လမ်းခရီးပေါ်ပို့တင်ပေးပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မနာမနေကြိုးစားအထောက်ခဲ့ပါတယ်အဲ့လိုကြိုးစားအထောက်ပြီးဝါကျွတ်တဲ့အခါကာလမှာမြတ်စွာဘုရားကမိမိတပည့်သာဝကအပါ60မိမိတို့တတ်သိနားလည်တဲ့တရားဓမ္မတွေဟောဖို့ပြောဖို့တရားကိုမနာရလို့ရှိရင်ဆုံးရှုံးနစ်နာကြတယ်တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိနေတယ်ဒါကြောင့်မို့ကြိုးစားပြီးတရားဟောကြထိုးထိုးအရက်တွေကိုလှည့်ပြီးတော့သွားကြဒေသစာကြီးသွားကြတလန်းလေးကိုနှစ်ပေါင်းမသွားကြနဲ့လို့မြတ်စွာဘုရားကသာသနာပြုဖို့အတွက်တိုက်တွန်းတော်မူခဲ့တယ်လေအဲ့လိုတိုက်တွန်းရင်းပဲငါကိုယ်တိုင်လည်းပဲဒုက္ခရစရိယာကျင့်ခဲ့တဲ့ဥရဝေလတောကိုတစ်ခေါက်ပြန်သွားလိုက်အောင်ပဲလို့မြတ်စွာဘုရားဟာဗာရဏသီပြည်ဘက်ကနေပြီးတော့ဥရဝေလတောဘက်ကိုသွားဖို့ရည်ရွယ်မှန်းထားခဲ့တယ်ဝါလဲကျွတ်ရောယဟန်တော်တွေကိုဗာမိတ်ရှိတော့ယဟန်တို့မှန်ကန်တဲ့နှလုံးသွင်းမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုကြောင့်အကောင်းဆုံးလွတ်လပ်မှုကိုငါရရှိခဲ့တယ်လို့သင်တို့တွေအားလုံးလည်းရရှိပြီးကြပြီအားလုံးဟာအနောင်ဘက်တွေကလွတ်မြောက်ခဲ့ကြပြီလို့ယဟန်တော်တွေကိုမိန့်ကြားတော်မူပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဣတိပတနာမိဂရာဝံတော်မှာခိတ္တခဏမြသတင်းသုံးပြီးတော့ဥရဝေလဘက်ကိုခီးထွက်တော်မူခဲ့တယ်ခီးထွက်တဲ့အခါမှာမိမိကိုယ်ကာယရဲ့ပင်ပန်းနှွမ်းနယ်မှုကိုထည့်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ဖဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလို့ရှိရင်ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝန်မလေးဘူးဒါကြောင့်မို့ဥရဝေလခရီးကိုကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်လျှောက်လှမ်းတော်မူလာခဲ့လမ်းခရီးမှာတောအုပ်ကြီးတစ်ခုတည်းရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေအားဖြင့်တောအုပ်အတွင်းမှာရှိတဲ့တစ်တပင်ရင်းမှာမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေတယ်အဲ့ဒီအချိန်မှာတောအုပ်ထဲမှာလှည့်လည်ပြီးတော့သွာလာနေကြတဲ့ဗတ္ထဝက်ခီလို့ခေါ်တဲ့အုပ်စုတစ်ခုဒီအုပ်စုကကောသလမင်းကြီးရဲ့သားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်လပ်နေခြင်းသည့်အတွက်ကြောင့်တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လွတ်လပ်လပ်တောထဲမှာလဲပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုဂ္ဂိုလ်တွေညီကို30ဒါကိုဗတ္တဝဂီညီနောင်3ချိတ်လို့ဒီလိုပြောတာပတ္တနေရီကောသလမင်းကြီးနဲ့ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအသီးသီးမိမိတို့အိမ်တောင်ဘက်အမျိုးသမီးတွေနဲ့တွားကြတယ်သို့တော်မင်းသားတယောက်ကလွတ်လွတ်ဖြစ်နေသည့်အတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကိုခေါ်ပြီးတော့တောထဲမှာလှည့်လည်ပြီးတော့သွာလာနေကြတယ်အဲ့ဒီအချိန်မှာသူတို့အမတ်တမဲ့ဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချုပ်အထုပ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုပ်ကိုယူပြီးတော့လစ်ထွက်သွားတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတာ
လိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့တစ်ပင်နာရောက်တော့ထုံးစံတိုင်းပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရားဒီနာကအမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါကလားဆိုတော့မြတ်စွာဘုရားကလည်းအမျိုးသမီးကိုဘာအတွက်ရှာကြတာတုံးလို့မေးတော့ဒီလိုပဲဘုရားပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှာကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့အမျိုးသမီးရှာတာရဲ့ကိုရှာတာရဲ့ဒီရှာဖွေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကိုလိုက်ရှာနေတာနဲ့ကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မေးခွန်းမေးလိုက်တဲ့အခါမှာဒီပုဂ္ဂိုလ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်ဟုတ်သားပဲမြို့သမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲကိုရှာတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာယံအတ္တနံဂဝေသေးယထာအတ္တဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံခြားကပုဂ္ဂိုလ်အချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်းဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ကူးနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာဆိုလိုတာကကိုချိုးမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့မြတ်စွာဘုရားကမိန့်ကြားတယ်ဗဒ္ဒဝေခိမင်းသားတွေကတော့နားလည်လိုက်တယ်ဟုတ်တယ်တို့ဟာကိုမရှာဘဲနဲ့သူများကိုပဲရှားနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြေကြတယ်မှန်ပါဗျာကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ကြငါရှင်းပြမယ်လို့ဆိုပြီးမြတ်စွာဘုရားကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဗဒ္ဒဝေခိမင်းသား30ကိုတရားဟောပြတယ်ဟောတဲ့အခါမှာကိုရှာပုံရှာနည်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားဟာနံပါတ်1လူမှုတမ်းမှုဆိုတဲ့ဌာနကထာကိုဟောတယ်နံပါတ်2ကိုကျင့်သီလအရေးကြီးပုံသီလကထာကိုဟောတယ်နံပါတ်3ဒါနလည်းရှိမယ်သီလလည်းရှိမယ်ဆိုရင်နတ်ပြည်ဆိုတာမခဲရင်ဘူးနတ်ရွာသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နတ်ရွာသူဂတိကိုရောက်နိုင်တယ်လို့သက်ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက်ကဆိုတာကိုရောက်နိုင်တယ်သို့တော်လည်းကာမဂုဏ်အာယုန်တွေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာဒီကာမဂုဏ်အာယုန်တွေကနေပြီးကိုလူယုံထွက်နိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးငါစိတ်ဝင်စားဖွယ်ရာအနုပုပ္ပိကထာလို့ခေါ်တဲ့ဟောယူဟောစဉ်အတိုင်းမြတ်စွာဘုရားကသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိရားရည်စဉ်နဲ့ဆေးကြောပေးလိုက်တဲ့အခါမှာစိတ်တွေအာတတရောဖြစ်လာကြအဲ့ဒီလိုစိတ်တွေအာတတရောဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတော့မြတ်စွာဘုရားဟောကြားပေးတယ်အဲ့ဒီလိုသစ္စာ၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဗဒ္ဒဝဂ္ဂီညီနောင်၃ကျိတ်တို့ဟာ
ထူးခြားတဲ့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရရှိပြီးတော့သွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗတံនិရောဓဓမ္မဖြစ်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြည့်ချင်းသဘောရှိတာပဲလို့လုံးဝချွင်းချက်မရှိတန်တရားကင်းပြီးတော့သိမြင်သွားကြတယ်အဲ့ဒါလို့သိမြင်သွားတာနဲ့တပြိုင်နက်တို့တွေဟာကိုယ်ရှားတယ်ဆိုတာဒီဓမ္မအမြင်ကိုရှားခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးတို့တွေဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့ရှင်ဘုရားတပည့်တော်တို့ရှင်ဘုရားရဲ့သာသနာတော်မှာရှင်ယဟန်ဖြစ်ဝင်ရောက်ပါရစေပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခောယဟန်တို့ဝင်လာခဲ့ကြသွားခါတို့ဓမ္မောဓမ္မကိုငါဟောတာမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်စရထဖြစ်ဗျမ္မစရိယတမ္မာဒုက္ခတအန္တကိရိယာယဒုက္ခတွေအဆုံးသတ်ဖို့အတွက်ဗျမ္မစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ညာလို့ဒီစကားပိုင်းနဲ့သာသနာပေါင်းဝင်ခွင့်ပေးလိုက်တာအေဟိဘိက္ခုယဟန်အဖြစ်ခံယူလိုက်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဥရဝေလခရီးမှာပြောသလိုနေကြတဲ့ဗဒ္ဒဝေခီညီနောင်၃ချိတ်မင်းသား30ကိုနားလည်သဘောပေါက်အောင်ဟောပြခြင်းဖြင့်သူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကြိုးပမ်းအားထုတ်ဆောင်ရွက်တော်မူခဲ့တယ်အဲ့တော့ဗဒ္ဒဝေခီညီနောင်၃ချိတ်ဟာတချို့ကသောတာပန်ဖြစ်တယ်တချို့ကသဂရဂံတချို့ကအနာဂံသို့တော်ယဟနာအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူးအဲ့ဒီဗဒ္ဒဝေခီယဟန်တွေဟာသာသနာပေါ်ဝင်ရောက်ပြီးတဲ့အခါဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ပေါ့ဥရဝေလတောဘက်ဥရဝေလတောဆိုတာတစ်ချိန်တုန်းက6နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ခဲ့တဲ့တောပဲအဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဘုရားလောင်းတာကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဥရဝေလတောရောက်တဲ့အခါကျတော့ဥရဝေလတောထဲမှာတပြည့်ယတိအချမ်းရံ900နဲ့ဒီမိပူဇော်ခြင်းလောကမြအကုသိုလ်တွေကိုဆေးကြောပြီးရေချိုးပြီးဆေးကြောတန့်စင်ခြင်းဆိုတဲ့တပအကျင့်တွေကျင့်နေတဲ့ဥရဝေလကတ္တဗာလို့နာမည်ကြီးတဲ့ယသိကြီးတူလည်းရှိတယ်တခါသူ့ရဲ့ညီအရင်နေရင်စရာမြစ်အကြေမှာတပြည့်300နဲ့အတူတကွသူ့လိုပဲရစ်ပူဇော်ခြင်းရေချိုးတန့်စင်ပြီးအကုသိုလ်တွေကိုမျောခြင်းဆိုတဲ့အလုပ်နဲ့တပအကျင့်ကိုကျင့်နေတဲ့နတိကတ္တပဆိုတာလည်းရှိတယ်တခါခလန်းလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်းရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အကုသိုလ်ကင်းအောင်ဆိုပြီးတော့တပအကျင့်ကျင့်နေတဲ့ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဗဆိုတာလည်းရှိတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိ1000လို့ခေါ်တယ်ဥရဝေလတောအနီးပတ်ဝန်းကျင်မှာပဲယသိ1000ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့နေကြတာတဲ့မြတ်စွာဘုရားကပထမဆုံးဥရဝေလကတ္တဗယသိကြီးစီသွားတယ်သွားပြီးတော့တညတာတီးခုခွင့်ဆိုပြီးတော့ဥရဝေလကတ္တဗယသိကြီးကိုခွင့်တောင်းတာကဘယ်နေရာမှာခွင့်တောင်းတုံလို့ဆိုတော့အဲ့ဒီယသိကြီးမီးပူဇော်တဲ့မိနတ်ကွန်းပေါ့အဲ့ဒီမိနတ်ကွန်းနေရာမှာတညတာလောက်တဲပြရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့
ဥရဝေလာယတိကြီးကကြိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူဇော်တဲ့မိနတ်ကွန်တဲမှာအင်တမစိတ်ပြင်းတဲ့နဂါးကြီးတစ်ကောင်ရှိနေတယ်အဲ့ဒီနဂါးကြီးကဒုက္ခပေးလိမ့်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြောမြတ်စွာဘုရားကထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင် तू တညတာနေပြရစေပါလို့ထပ်ပြီးတော့တားမြစ်တယ် तू ကအစိတ်ပြင်းတဲ့နဂါးကြီးရှိလို့ဒါကြောင့်မို့လို့ပါသူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်ပါနဲ့လို့ညင်းဆိုတော့နောက်ဆုံးတော့မြတ်စွာဘုရားကဘလောက်ပဲအစိတ်ပြင်းပြင်းသူ့အတွက်အရေးမကြီးပါဘူးသူ့အတွက်အရေးမကြီးဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုယ်နေခြင်းနေပါတော့လို့ပေးလိုက်တော့မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့မိတင်ကုတ်လို့လည်းခေါ်လို့ရတာပေါ့တော့မဟုတ်မိနတ်ကွန်းလို့လည်းခေါ်လို့ရတယ်ရှင်းတော့ကအဲ့ထဲမှာမိပူဇော်ကြတဲ့နေရာဌာနပေါ့မိပူဇော်တယ်ဆိုတာမိကိုမှုေးပြီးတော့မိကိုထင်းနေပါတယ်နဲ့ထည့်ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်စီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒါလို့မိထဲမှာလောင်စာလေးတွေထည့်ပေးပြီးမန္တန်ရွတ်တာဒါကိုမိနတ်ပူဇော်တယ်လို့ခေါ်တယ်ဒီကနေပြီးတော့ဗြဟ္မာကြီးနဲ့ဆက်သွယ်တဲ့သူတို့အယူဆပေါ့နော်အဗ္ဗဓမ္မယူတည်နဲ့သူတို့တလေးတစားလုံးလေးရှိကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကမြက်ဖြာအခင်းလေးတစ်ခုခင်းပြီးတော့မိနတ်ပူဇော်တဲ့မိတင်ကုတ်တဲမှာပဲသမဘာဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့နဂါးကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတန်မှဆိုးတယ်စိတ်ဆိုးတယ်နဲ့နဂါးရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋိဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကိုးနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေဇောကတိုင်းဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနဂါးကြီးကသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကိုမထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောတမိလျံတွေကနဂါးရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံလိုက်ရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့တော့မြတ်စွာဘုရားဟာအလွန်အန္တရာယ်ကြီးတဲ့ဒီလိုအန္တရာယ်ရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သတင်းသုံးရလဲတခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့နဲ့ဘာဖြစ်လို့အခုလိုအစိတ်ပြင်းတဲ့နဂါးရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လေလို့ဆိုဥရဝေလကတ္တဝတို့ကိုစီယုံရေးဆင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်တက်တဲ့ရွေးချယ်ပြီးတော့နေရအနေရဲ့အမတမကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေလကတ္တဝတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓကျိုးပန်းရတယ်ဆိုတာအန္တရာယ်တွေနဲ့ကြုံရင်လည်းကြုံမှာပဲအဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထပ်ပြီးတော့မတွက်ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာနဂါးကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမိအောင်တွေတပြောင်ပြောင်တောင်းနေတော့ယဟန်ဂေါရမတော့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂေါရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရိမ်တကြီးနဲ့ကြည့်ကြတယ်မနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တန်တော်ဖြစ်သွားတယ်အဲ့ဒီလိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယသိကိုပြတယ်ဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မိပူဇော်တဲ့နေရာမှာဝ
ဝင်ရောက်ပြီးတော့စိုးမိုးချဲလဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာပေါ့အဲ့ဒီကြတော့အစိတ်အတောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလာကတ္တဗအမှုရှိတဲ့ယသိတွေဟာမြတ်စွာဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြတယ်ဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နာမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြတာဒါလည်းလိုအပ်ချက်တစ်ခုကြီးอ่ะစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်ရအဲ့ဒီမှာဥရဝေလာကတ္တဗရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တော့တကူကြည့်လိုက်တာတို့တောင်မထီရဲမတို့ရဲတဲ့ငကားလိမ္မာရင်ကျေးအောင်သူဆုံးမနိုင်ပါပေတယ်ရဟန်းဂေါတမဟာတိတ်တကူကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအခုလိုအန္တရာယ်ကြီးမားတဲ့နေရာမှာအန္တရာယ်ကိုချုပ်ကင်ထားပြီးတော့တရင်သုံးနိုင်တာကိုသူသိအထင်ကြီးသွားပြီးတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့စွမ်းကွမ်းသူတောင်းယူပါမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့အနုဝဇ္ဇဂယုတောင်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့သိတဲ့အခါကျတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးဖို့သူတောင်းယူပါမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးတာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပပတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုရောက်ရှိလာကြတာတွေကိုမြင်တော့တအံတော်ညကကြည့်မနေ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံဆွမ်းစားသွားပင့်ရင်မေးတယ်ညကဒီမှာအရက်လေးမျက်နှာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမာရနမင်းကြီး၄ယောက်ဟာတရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့တအံတော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်ရဟန်းဂေါတမတကူကြည့်လိုက်တာဒါပေမဲ့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့ဒီတွေးရတော့သူ့မှာအမြဲတမ်းတွေးနေသူ့ကိုယ်သူယဟန္တာလို့ထင်နေတာယဟန်ဂေါတမတကူကြည့်ပါပြီတယ်အဗ္ဗဓမ္မတကူကြည့်တဲ့နမင်းကြီး၄ယောက်တောင်ယဟန်ဂေါတမစီတရားနာလာရတယ်ဆိုတော့အတော်ကိုတကူကြည့်တဲ့ယဟန်ပဲလို့စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်လာနောက်တရက်ကျတော့တခါဘာတွေ့ရပြန်လုံးဆိုအဗ္ဗဓမ္မပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုဟာမြတ်စွာဘုရားတရင်သုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာတာကိုသူတွေးလိုက်ရတယ်အဲ့ဒါလို့တွေးလိုက်ရတော့နန်းနဲ့မိုးတော့အလင်းရောက်တဲ့အခါဆွမ်းသားလာပြင်ရင်မေးပြန်တယ်ညတုန်းကအရှင်ဂေါတမတရင်သုံးတဲ့နေရာအဗ္ဗဓမ္မတောက်ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေးလိုက်ရတယ်အဲ့ဒါဘာလဲလို့မေးတော့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့ဆိုတော့တကူကြီးတဲ့တရားကတော့ရှင်ဂေါတမစီလာစီးကပ်ရပါပြီတယ်လို့အဗ္ဗဓမ္မအံ့ဩပြီဒါပေမဲ့ငါလိုတော့ယဟန္တာမဟုတ်သေးပါဘူးဒီအတွေးနဲ့တခါနေပြန်အဲ့ဒီကနေပြီးနောက်တည့်ကျတော့တခါအရင်တော့ကရှေ့ပိုင်းမှာတွေးတဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုဟာတတော်လုံးတထောင်လုံးထိန်လင်းသွားလောက်အောင်အလင်းရောင်ကြီးတစ်ခုမြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုဗဟိုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလကတ္တဗယတိကြီးဟာအံ့ဩထိတ်လန့်ပြီးနတ်နဲ့မိုးတော့လင်းရောက်တဲ့အခါမြတ်စွာဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပို့ပြီးတော့လင်းတယ်။ဘာများပါလဲလို့ဆိုတော့ညကတဲ့ငါးစီကိုတဟံပတိဗြဟ္မာကြီးတရားနာဖို့ရောက်လာတာတဲ့ဗြဟ္မာကြီးကိုယ်တိုင်လာတရားနာတယ်ဆိုတော့အော်တယ်တကူကြည့်ပါပြီတဲ့ဆိုဒီကိစ္စတွေဟာမြတ်စွာဘုရားက
ဥရဝေလကတ္တဗရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဗရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပြီးတော့ညွတ်လာတယ်အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ့်ဆရာကြီးလေဘယ်သူမှပုံမထားတဲ့သူ့ရဲ့ကြီးတဲ့လူမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာသူတို့ရဲ့တာတဲ့အရေးချင်းတွေတွေ့မှသာလဲတပိခံမှာပေါ့အလို့မို့ဆိုပဲတပိခံမလဲအဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံ့ဩလောက်တဲ့အနေအထားမျိုးတွေဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင်သူအံ့ဩရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကိုးပြာတိဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျိန်1500လောက်ပြရတယ်တဲ့နော်မထင်မှတ်ပဲနဲ့အကျိန်ပေါင်း1500လောက်ထိအောင်မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျွတ်လို့တစောင်းမုံနှစ်တော်ပြာတော်ဆိုတဲ့3လတိတိဥရဝေလကတ္တဗတို့စီနေပြီးတော့မြတ်စွာဘုရားဟာစီယုံရတာလွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်ခါကိုစောင့်ဆိုင်ပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရတာစီယုံရေးလို့ခေါ်တယ်ပေါ့ဒါဘု து အတွက်စီယုံတာတော့လို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါသိတယ်လို့သိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်တရားကထွက်ရတယ်လို့သူတို့လည်းထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုပါငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်တာမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိန့်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်3လကြာအောင်စောင့်ဆိုင်တော်မူခဲ့တယ်အဲ့ဒါတို့စောင့်ဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရာသီရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမှာရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆိုပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြက်ထဲမှာရေဆင်းချိုးကြတယ်ခိုက်ခိုက်တုံးနေအောင်ရေချိုးကြတယ်ရေချိုးပြီးတဲ့အခါကျတော့အေးလုံးမကအေးတဲ့အခါဘာလို့ကြတော့ဆိုမီးလှုံကြတယ်အဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကျုံနေတယ်ကျုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်เสียထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါက်ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမှုေးပေးတယ်ယသိတွေဒီရေချိုးပြီးတဲ့အခါမီးလှုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကိုးနဲ့ဒီမှာမီးလှုံเสียလဲရတယ်အဲ့ဒီမီးတွေငြိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးငြိမ့်အောင်လုပ်ပေးရတယ်အဲ့ဒါလို့အစွမ်းတကိုးပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တဗတို့ကိုစွမ်းတကိုးပေါင်းပြတာ1500ကျော်တယ်တဲ့3လတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်တယ်ဘုရားတကိုးကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုယဟန္တာလို့ကိလေသာအာသောကင်းစင်တဲ့ပုဂ္ဂိုလ်အဖြစ်သူလက်မခံဘူးဒီနေ့ကျတော့မြတ်စွာဘုရားက3လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာဘယ်လိုပြောတော့ဆိုဥရဝေလယသိကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အကျင့်တောင်သင်မှာမရှိဘူး
ဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတန်ဝေကားတွေရသွားတယ်ငါယဟန္တာမဟုတ်ဘူးတဲ့ငါမှလည်းယဟန္တာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘယ်လိုလုပ်ယဟန္တာဖြစ်မှလဲလို့မြတ်စွာဘုရားမိန်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်အဲ့ဒါလို့ခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူနောက်လိုက်ယသိတွေကိုပြောတယ်ငါတော့ယဟန်ဂေါရမရဲ့တပည့်ခံတော့ပဲမင်းတို့ဘယ်လိုသဘောထားကြလဲလို့ဆိုတော့သူတပည့်ယသိတွေကကြာပါပြီတဲ့ဖရာတပည့်ခံဖို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတပည့်ဖြစ်ခံယူလိုက်ကြတယ်ယသိတွေဝတ်ဆင်တဲ့အဝတ်တွေအားလုံးနေရင်စရာမြေကြော်မျောလိုက်ကြတယ်မျောလိုက်တဲ့အခါမျောသွားတော့နတိကတ္တဗတို့ရေချိုးတဲ့စီရောက်သွားတော့သူ့အကိုတွေအသုံးပြုတဲ့မီးပုတ်ခုံတို့ပုတ်ကြီးတို့ယသိတွေမီးပူဇော်တဲ့နေရာသုံးတာတွေတို့ဒါတွေတခုမှအသုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာကိုစံจิตတွေတို့အဲ့ဒါတွေမျောလိုက်တာကိုမြင်လိုက်တဲ့အခါကျတော့နတိကတ္တဗကစိုးရင်စိတ်ပေါက်သွားတာအော်ငါအကိုနဲ့တပည့်ဘာများဖြစ်ကုန်ကြလဲအန္တရာယ်တော့မဖြစ်ပါစေနဲ့ဆိုချက်ချင်းလိုက်လာတယ်လိုက်လာတဲ့အခါဒီရောက်တော့သူ့အကိုကြီးကကရုံတုံးပြီးတော့ယဟန်ဖြစ်နေတာကိုမြင်တယ်မြင်တော့မှသူကမေးတယ်ဒါပိုကောင်းလို့လားဆိုတော့ဟုတ်တယ်ဒါပိုကောင်းတယ်ပိုကောင်းတယ်ဆိုတော့သူလည်းပဲသူ့ကိုနောက်လိုက်လုံမယ်ဆိုပြီးတော့ယသိအသွင်တွေဖြောက်ပြီးတော့ဘုရားရဲ့တပည့်အဖြစ်ကိုခံယူလိုက်တယ်တခါသူကလည်းစံจิตတွေရောမိပူဇော်တာတွေရောအကုန်လုံးရေထဲမျောချလိုက်တဲ့အခါကျတော့အဲ့ဒါတွေကအောက်အခြေမှာနေတဲ့ညီငယ်ခရာကတ္တဗသွားတွေ့တော့ဟာငါအကိုတွေတော့ဒုက္ခရောက်ကုန်ပြီထင်တယ်ဆိုပြီးတော့ချက်ချင်းလိုက်လာတယ်ဒီရောက်တဲ့အခါကျတော့အားလုံးခေါင်းပြောင်ပြီးတော့ယဟန်ဖြစ်နေကြတာမြင်တော့ဒါကပိုကောင်းသလားအေးကောင်းတယ်ဒါကပိုကောင်းလို့ငါဒီဘဝကိုပြောင်းတယ်ဆိုသူလည်းပြောင်းမယ်အကိုရဲ့လှုပ်တဲ့လမ်းကြောင်းကိုသူလိုက်လိုက်တာပေါ့အဲ့ဒါလို့ညီကိုတွေအားလုံးတပည့်ပရိသတ်နဲ့တကွာယသိ1000ဟာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတယ်အဲ့တော့မြတ်စွာဘုရားဟာနေရင်စရာမြေကမ်းနားကနေပြီးတော့တပည့်ဖြစ်တဲ့ယသိဟောင်းယသိဘဝကလာကြတဲ့တပည့်ယဟန်1000ကိုခေါ်ပြီးတော့ဘယ်သွားတော့ဆိုဂယာတိတဆိုတဲ့နေရာကိုကြွသွားတယ်ဂယာတိတရောက်တဲ့အခါကျတော့အာဒိဋ္ဌပရိယာယတုတ်ကိုဟောတယ်ဘာဖြစ်လို့ဒီတရားကိုရွေးချယ်တယ်လဲလို့ဆိုရင်သူတို့ကမီးပူဇော်တယ်မီးနဲ့အမြဲတမ်းအလုံးလုံးနေတော့သူတို့စိတ်ထဲမှာမီးရဲ့တဘာဝကိုသိရှိနေကြတော့မြတ်စွာဘုရားကအဲ့ဒီမီးတဲ့အရေးကြီးတဲ့မီးတွေသင်တို့မှာရှိနေတယ်ဆိုပြီးတော့ရာဂမီဒေါသမီမောဟမီဇာတိစရာဗျာတိမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတလို့ဆိုတဲ့11မီအဲ့ဒီ11မီသောမီတွေညှိမ့်မို့ရာပိုအရေးကြီးတယ်ဆိုတာကိုမြတ်စွာဘုရားကအာရိတ္တပရိယာယသုတ်ရှင်းလင်းဟောလိုက်တဲ့အခါဒီသုတ်တန်လည်းဟောပြီးရောယသိ1000ဟာတရားဓုတရားမြတ်ကိုရရှိပြီးတော့သွားကြတယ်အဲ့ဒီကြိုးပမ်းမှုတွေအားလုံးဟာလောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ပဲဖြစ်တယ်ပေါ့ယသိ1000ဥရဝေလကတ္တဗတို့လမ်းကြောင်းမှန်ပေါ်ရောက်လာကြတယ်အကယ်၍သာသူတို့ဆက်လက်ပြီးတော့သူတို့အကျင့်တိုင်းဆက်ပြီးတော့ကျင့်သွားမယ်ဆိုရင်ဘာတစ်ခုမှမရတဲ့အပြင်ကိုယ်ဆင်းရဲမှုဆိုတဲ့အတ္တကိလေသာနုယောဂနဲ့အစင်မသိရင်အပင်ငရဲတောင်ကြာကြမဲ့ပုံကိုယ်တွေကြီးပဲအဲ့ဒါကိုမြတ်စွာဘုရားကကဲတင်လိုက်နိုင်တယ်ပေါ့လောကသားတို့အတွက်မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်မှုတစ်ခုပဲအဲ့ဒါလို့ဥရဝေလကတ္တဗအမှုပြုတဲ့ယသိဘဝကပြောင်းလာတဲ့ယဟန်1000ခေါ်ပြီးတော့မြတ်စွာဘုရားဂယာတိတဘက်ကနေပြီးတော့ဘယ်ဘက်ကိုခရီးထွက်သွားတော့လို့ဆိုတော့ရာဇဂိုပြည်ဘက်ကိုခရီးထွက်လာခဲ့တယ်ရာဇဂိုမြို့နဲ့3ခါဟုတ်
ဒီ6မိုင်လောက်ခက်လန်းလန်းမှရှိတယ်ထန်းတော်ဥယျာဉ်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ခိတ္တခဏဝင်ရောက်ပြီးတော့သတင်းသုံးတယ်အဲ့ဒီလိုသတင်းသုံးနေတဲ့အချိန်မှာဒီအချိန်မှာမြတ်စွာဘုရားရဲ့သတင်းဟာအမြဲတမ်းကြီးမားနေတယ်ပေါ့အမြဲတမ်းကြီးမားနေတယ်အနေနဲ့ရမှာပြန့်နှံ့နေတယ်တာဂဝေမင်းသားဘဝကနေပြီးတော့ယဟန်ပြုလာတဲ့တာဂဝေလူမျိုးကနေပြီးတော့တောထွက်ပြီးတော့ယဟန်ဝလာတဲ့ယဟန်ဂေါရမဟာအမြဲတမ်းထူးခြားတဲ့အရည်ချင်းတွေနဲ့ပြည့်စုံတယ်တကယ်ကိုလောကမှာယဟန္တာအစစ်ဖြစ်တယ်ဒီလိုယဟန္တာအစစ်ဖြစ်ဖို့သူကိုယ်တိုင်တရားတို့တရားမြတ်တွေကိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အရဟံသမ္မာသမ္ဗုဒ္ဓောဆိုဂုံရည်ချင်းတွေပေါ့အဲ့ဒါလို့ကိုယ်တိုင်သိနိုင်လောက်အောင်သူဟာအကျင့်နဲ့အသိဉာဏ်နဲ့ပြည့်စုံတယ်ဝိဇ္ဇာစရဏတမ္ပန္နောမှန်ကန်တဲ့လမ်းကြောင်းအတိုင်းကျင့်ကြံကြိုးကိုအားထုတ်လို့လမ်းဆုံးထိအောင်ရောက်သွားပြီးသားဖြစ်တယ်အောင်မြင်ပေါက်ရောက်ပြီးသူဖြစ်တယ်သူကတော်လောကအကြောင်းကိုအမှန်တကယ်ကိုယ်တိုင်သိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လောကဝိတုလောကအကြောင်းကိုသိသည့်အတွက်ကြောင့်တရားတွေကိုဆုံးမတဲ့နေရာမှာတော့သူ့တဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာရတိအဲ့ဒါလို့ဆုံးမတတ်လို့ပဲလူသားတွေနတ်တွေရဲ့ဆရာတဆူကြီးဖြစ်တယ်ဒါကြောင့်မို့တထာဒေဝမနုဿာသိအောင်ပြောပြတတ်တယ်အမှန်တရားတွေကိုကိုယ်တိုင်သိုံတာမကတရားတွေသိအောင်နားလည်အောင်ဟောတတ်လို့ဗုဒ္ဓဆိုတဲ့အရေးချက်နဲ့လည်းပြည့်စုံတယ်ရုပ်ရည်အစင်းကလည်းအမြဲတမ်းစက်တည်ရှိတဲ့ရုပ်ရည်မျိုးဖြစ်သောကြောင့်ဘဂဝါလေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတဲ့သတင်းဟာအဲ့ဒီနယ်အနှံ့ပြောရမယ်ဆိုရင်လူတွေရဲ့အတိုင်းဝိုင်းနေမကဘူးနတ်တွေရဲ့အတိုင်းဝိုင်းမြမာတွေရဲ့အတိုင်းဝိုင်းထိအောင်အကုန်လုံးဟာဒီသတင်းဟာပြန့်နှံ့မိတာဖြစ်နေတယ်အဲ့တော့ပြန့်နှံ့နေတဲ့သတင်းရာလတ္ထိဝနလို့ခေါ်တဲ့ထန်းတော်ဥယျာဉ်ထဲမှာမြတ်စွာဘုရားအမှုပြုတဲ့ယဟန်တစ်ထောင်ရောက်နေတယ်ဆိုတဲ့သတင်းဟာရာဇဂုံမြို့တစ်မြို့လုံးကိုလွှမ်းခြုံသွားတဲ့သတင်းတစ်ခုပဲဖြစ်တယ်။ဒါကြောင့်မို့ရာဇဂုံမြို့အုပ်စိုးနေတဲ့ဗိမိသာရမင်းကြီးဟာငကိုယ်တည်းကတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဖယားနဲ့ယဟန်တွေထန်းတော်ဥယျာဉ်နဲ့ရောက်နေတယ်လို့ဆိုတဲ့သတင်းကြားတာနဲ့ပဲတိုင်းသူပြည်သားတွေကဗြဟ္မဏဂါပတိကလို့ခေါ်တဲ့ဗြဟ္မဏလူမျိုးတွေအယောင်းဝယ်နဲ့အသက်မွေးကြတဲ့ဂါပတိတွေအားလုံးဒီ1,200,000အရေအတွက်1,200,000ရှိတဲ့ပုဂ္ဂိုလ်တွေအချမ်းရံနဲ့ဗေမိသာရမင်းကြီးဟာမြတ်စွာဘုရားကိုလာရောက်ပြီးတော့တွေ့ဆုံတယ်ပေါ့အဲ့ဒါလို့တွေ့ဆုံတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားကိုဟောတယ်ဆိုတော့ဘာတွေဟောတော့ဆိုဒါနကထာဒါနအကြောင်းဟောပြောတယ်ဒါနကထာဟာဒီလူမှုတန်းမှုဆိုတာလူတွေမှာလုပ်ဖို့ရလွယ်ကူတယ်ပေါ့ဒါကြောင့်မို့လို့လွယ်ကူမှုကနေစပြီးတော့အမြဲတမ်းအကျိုးရှိတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုဒါနကထာနဲ့ဟောပြီးဒါနရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြအဲ့ဒီဒါနလုပ်တဲ့အခါမှာကိုကျင့်တရားကောင်းမှုလိုအပ်တယ်ဆိုပြီးသီလကထာဒါနနဲ့သီလပြည့်စုံရင်နတ်ပြည်ဆိုတာမခက်ဘူးလို့ဆိုတဲ့တက်ကကထာနတ်ပြည်ရဲ့ချမ်းသာမှုဒီ၃မျိုးနဲ့စိတ်ဓာတ်တွေအတ္တတွေရောဖြစ်လာအောင်ဟောပြီးတဲ့အခါမှာကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောပြီးကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ရင်ထိတဲ့မကကြီးမားတဲ့အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လို့တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒုက္ခသမုဒယនិရောဓမဂ္ဂလို့ဆိုတဲ့သစ္စာ၄ပါးဆိုတာရှင်းလင်းဖော်ပြတယ်ဥပမာဘာနဲ့တူတော့ဆိုရင်အဝတ်ကလေးတစ်ခုဆေးအောင်ဆိုးခြင်းလို့ရှိရင်တောက်တောက်ပြောင်ပြောင်အရာရဖို့အယောင်ရဖို့အတွက်ရှေးဥစွာဒီအဝတ်ကိုတန့်စင်အောင်ဖွတ်ရတယ်ဖွတ်ပြီးတဲ့အခါမှာကိုလိုတဲ့အယောင်ကိုဆိုးတယ်လို့ပဲတဲ့မြတ်စွာဘုရားဟာတရားဝရရဲ့စိတ်တရားနာပုဂ္ဂိုလ်ရဲ့စိတ်တန့်စင်သွားအောင်
ဒါနကထာစိတ်ပါလာအောင်ဟောတယ်သီလကထာစိတ်ပါလာအောင်ဟောတယ်အေးတက္ကကထာစိတ်ပါလာအောင်ဟောတယ်ပြီးပြီဆိုတဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုထောက်ပြတယ်ကာမဂုဏ်အာယုန်တွေကရှောင်ရှားထွက်ခွာသွားလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုထောက်ပြတယ်နောက်ဆုံးမှာစိတ်တွေဟာအတ္တတရောဖြစ်တော့မှအယောင်ဆိုးပြီးတဲ့အနေနဲ့ဒုက္ခနိရောဓဒုက္ခနိရောဓဂ ामिनी ပฏิပဒါလို့ဆိုတဲ့သစ္စာ၄ချက်ကွင်းကွင်းကွက်ကွက်ရှင်းပြလိုက်တဲ့အခါမှာဓမ္မစက္ခုလို့ဆိုတဲ့တရားအမြင်တစ်ခုရရှိသွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မဒီအတိလေးဟာတမန်အသိမဟုတ်အဓမ္မတန်ဖိုးရှိတဲ့အသိဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှပြည့်ချင်းသဘောရှိတယ်ဆိုလုံးဝတန်တရားမရှိဘူးနော်ဖြစ်လာတာမှန်ရင်နောက်ဆုံးပြည့်မှာပဲဆိုတာကိုနားလေသဘောပေါက်သွားတာဟာအင်တမအရေးပါတဲ့အသိဉာဏ်တစ်ခုပဲသို့မဟုတ်လို့ရှိရင်တရားဝါတွေဟာဖြစ်လာတဲ့အရာပေါ်မှာတဒန်းတတာတွယ်နဲ့မမောနေကြမှာဟုတ်ဟောဖြစ်လာရင်နောက်ဆုံးဟာပျက်စီးခြင်းချုပ်ဆုံးခြင်းမှဆုံးတတ်တယ်လို့ဆိုတဲ့အခါမှာဒီပေါ်မှာတွေ့တာမှုတွေကိုရှော့ချလာနိုင်တယ်ပေါ့တွေ့တာမှုတွေရှော့ချလာနိုင်တာနဲ့အမျှစိတ်နှလုံးရဲ့အေးချမ်းမှုဖြစ်ပေါ်စေတယ်တွေ့တာမှုတွေတန်လန်းရှိနေသမျှထိုတွေ့တာမှုတွေပေါ်မှာစိုးရိမ်တောကဆိုတာဝင်ရောက်နေကြမှာပဲအဲ့ဒီစိုးရိမ်တောကဆိုတဲ့ဝင်ရောက်နေမှုတွေကပြတ်ဆဲဖို့အတွက်တွေ့တာမှုဆိုတာကိုရှော့ချနိုင်ရမယ်လို့အဲ့ဒီတွေ့တာမှုတွေကင်းပြောက်ဖို့အတွက်မြတ်စွာဘုရားကသိမြင်ဖို့ရအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုကိုပေးလိုက်တာဒါကိုဓမ္မစက္ခုလို့ခေါ်တယ်ဖြစ်သည်မြတရားမှန်သည်မြနောက်ဆုံးဟာပျက်စီးခြင်းမှာအဆုံးသတ်တယ်အဲ့ဒီအတိနဲ့တွေ့တာမှုတွေအလုံးကိုရှော့ချပြီးတောကကိုဖယ်ရှားနိုင်ကြလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်ဒီလိုဆိုတာအဲ့ဒီမှာဘေမိတာရမင်းအမှုပြုတဲ့3,200,000သောပရိသတ်ထဲက3,100,000ကသောတာပန်ဖြစ်သွားပြီကျန်တဲ့1,000ကတော့ဘုရားဘာသာအဖြစ်ကူပြောင်းလိုက်ကြတယ်ပထမဆုံးရာဇဂိုခရီးမှာမြတ်စွာဘုရားရဲ့တရားဝါဒတို့အတွက်ကြိုးပမ်းအားထုတ်ချက်ဟာလို့ဒီလိုပြောမှာပေါ့အဲ့ဒီမှာဗိမိတာရမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်မင်းသားဘဝတုန်းကအင်တမမျောလင်းခဲ့တာတဲ့မျောလင်းချက်ကြီးတွေသူ့မှာရှိခဲ့ပါတယ်တဲ့အဲ့ဒီမျောလင်းချက်ကြီးကဘာတော့ဆိုရင်မင်းသားဆိုတာဘယင်ဖြစ်ခြင်းပဲပေါ့အဖေကလည်းမိဖုရားများတော့ဘယင်ဖြစ်ဖို့ဆိုတာတော်ခက်တယ်လေသားသမီးတွေညီကိုတွေကလည်းများတာကိုများတော့ဒီဘယင်ဖြစ်ဖို့ဆိုတာအခွင့်အရေးကြီးဖြစ်နေတာအဲ့ဒါကြောင့်မို့ဗေမိတာရမင်းသားဘဝတုန်းကငါတနေ့ကြာလို့ရှိရင်ဗိသိက်ခံဘယင်ဖြစ်ရရင်ကောင်းမှာပဲဆိုတဲ့မျှော်လင့်ချက်ကြီးသူတစ်ခုရှိခဲ့တယ်အဲ့ဒါလည်းသူ့မှာပြည့်စုံသွားပါပြီတဲ့လောကမှာဖျားပွင့်လာလို့ရှိရင်အဲ့ဒီဖျားဟာသူ့နိုင်ငံကိုကြွလာရင်ကောင်းမှာပဲလို့မျှော်လင့်ခဲ့ပါတယ်တဲ့အဲ့ဒါလည်းအခုပြည့်စုံသွားပါပြီကြွလာတဲ့အခါမှာသူကိုယ်တိုင်သွားရောက်စိကပ်လိုချင်တယ်စိကပ်ပြရစေလို့မျှော်လင့်ခဲ့တယ်အဲ့ဒါလည်းသူစိကပ်မှုပြုရသည့်အတွက်ကြောင့်ပြည့်စုံဖြစ်သွားပါပြီအဲ့ဒီမြတ်စွာဘုရားကသူ့ကိုတရားဟောပါစေဆိုတဲ့မျှော်လင့်ချက်လည်းအခုသူတရားနာရလို့ပြည့်စုံသွားပါပြီအဲ့ဒီတရားကိုသိနာလည်ရရင်ကောင်းမှာပဲလို့ဆိုတဲ့မျှော်လင့်ချက်လည်းအခုတရားနဲ့ပတ်သက်လို့သူနားလည်သဘောပေါက်သွားပါပြီသောတာပန်ဖြစ်တယ်ဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းပဲဖြစ်တယ်လေဓမ္မနဲ့ပတ်သက်ပြီးသူအမှန်မြင်သွားပြီတန်တရားတွေကင်းသွားပြီဒါကြောင့်မို့သူ့ရဲ့မျှော်လင့်ချက်တွေအလုံးပြည့်စုံသွားပြီလို့ဒီလိုလျှောက်ထားခဲ့ပါတယ်အဲ့လိုလျှောက်ထားပြီးတော့ဗေမိတာရမင်းကဟောဒီလတ္ထိဝနာဆိုတဲ့ထန်းတော်ဥယျာဉ်ဟာရာဇဂိုမြို့နဲ့အတန်အသင့်လှမ်းကွာနေသည့်အတွက်ကြောင့်ရာဇဂိုမြို့နဲ့မနီးလွန်မဝေးလွန်ဖြစ်တဲ့အမတမသာယာလှပတဲ့ဝေလူဝဥယျာဉ်ကြီးဆိုတာရှိပါတယ်အဲ့ဒီဝေလူဝဥယျာဉ်ကြီးကိုမြတ်စွာဘုရားသတင်းသုံးဖို့သူကလှူဒန်းမယ်လို့
ဆိုပြီးတော့မြတ်စွာဘုရားကိုပင့်ပြီးနောက်ရက်မှာဝေလူဝံဥယျာဉ်ကြီးကိုရေစက်ချပြီးတော့လှူဒန်းတာပထမဆုံးလှူတာပဲအဲ့ဒါလိုဝေလူဝံဥယျာဉ်ကြီးကိုလှူတော့မြတ်စွာဘုရားဝေလူဝံဥယျာဉ်ထဲမှာဒီရာဇဂိုရဲ့ပထမခရီးမှာဝေလူဝံဥယျာဉ်ကြီးကိုလှူခံပြီးတော့အဲ့ထဲမှာတပိတာဝကတွေနဲ့အတူတကွသရင်သုံးပြီးတော့တရားဝါရဲ့အကျိုးကိုဆက်လက်ပြီးတော့တည်ပိုးဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဥရဝေလခရီးဟာတရားဝါရဲ့အကျိုးများစွာတည်ပိုးနိုင်သည့်အတွက်ကြောင့်ဘုရားရဲ့ကျိုးပန်းချက်ဟာအမတမအောင်မြင်တယ်လို့ဒီလိုဆိုရမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာငါသိတဲ့အတိုင်းတရားဝါတွေသိစေရမယ်ငါလွတ်မြောက်တယ်လို့တရားဝါတွေလည်းလွတ်မြောက်စေရမယ်ငါတန်တရားကနေပြီးတော့တစ်ဖက်ကန်းကိုကူးသွားနိုင်တယ်လို့တရားဝါတွေအားလုံးဟာလည်းနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုကူးနိုင်စေရမယ်လို့ဆိုတဲ့မျှော်လင့်ချက်ကြီးတွေကိုအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကိုသိရှိကြီးညိုပြီးတော့ဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာနဲ့မြတ်စွာဘုရားရဲ့ကျိုးပန်းချက်ကိုကြီးညိုတဲ့တရားတရားနဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဖေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပေါင်းဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတော်ဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောဘဝယန္တုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်သတည်း